ဒီအပြင်များကိုကွန်ပျူတာရပ်ပေါ်နော်ဒီနေ့ Father's Day မှာစီယူကိုပဲချိန်မှာကျွန်တော်အနေနဲ့တရားဒေသနာဝင်ငါအင့်ကိုရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီတရားဒေသနာဝင်ငါဖို့ရန်အတွက်အနော်ယူလင်းတာကကျွန်တော်လာပြီးတော့မှပြောတာပေါ့နော်ဆရာဒီဘက် Father's Day မှာပေါ့နော်တရားဒေသနာဝင်ငါပေးပေါ့ဖြစ်ချင်တော့လဲကျွန်တော်ကတိတ်ကျမ်းမာရေးမကောင်းဘူးကျမကြီးမကောင်းတဲ့အချိန်ဆိုတော့ကျွန်တော်ငင်းချင်ပြန်စဉ်းစားပြန်တော့လဲစီးမှာမဟောရတာလဲတစ်နှစ်နီးပါးလောက်ရှိတာပြီဆိုတော့ကျွန်တော်ငင်းလည်းမငင်းတော့ဒါပေမဲ့ဆုတောင်းပေးပေါ့နော်တကယ်လို့ခရားကအလိုရှိနေဆိုရင်စီးမှာဟောခွင့်ရမှာပေါ့အဲအနောနဲ့တွေ့တဲ့အချိန်မှာကျွန်တော်ချောင်းကားဆိုးတယ်နားလဲကားစီးတယ်ဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်ကြောင့်ပဲဒီကနေ့ကျွန်တော်ချောင်းကို3ချိန်4ချိန်တောင်းတက်ပို့ပြီးတော့မှဆိုးပေါ့နော်ဒီအတွက်လည်းဘုရားရှင်ကိုကျေးဇူးတင်တယ်လို့ဒီကနေ့စီးမှာဒေသနာဝေငါခင်ကိုပေးတဲ့စီကီလူငယ်မောင်မယ်များအနော်ကျူလင်းတာကိုလည်းထူပဲကျေးဇူးတင်ရှိပါတယ်။တမန်တရားအကျိုးတစ်ပတ်တော်ကကျွန်တော်တို့ကိုဗာပြောလဲဆိုလို့ရှိရင်တုတ်တန်ကျမ်းအခန်းကြီး၄အငယ်3မှာငါမူကားအဘဣငါမူကားအဘဣယင်းနှင့်အမိရှင်မှာနူးညံ့၍အချစ်ဆုံးသောပါဖြစ်၏ဟုဆိုထားသောကြောင့်သာသမီများအနေနဲ့အဘဣရင်နှစ်အောင်ချစ်နေရတဲ့သူများအမိရှိမှနုညံ့သိမ်မွေး၍အချစ်ရဆုံးသောသာသမီတွေဖြစ်ဖို့လိုအပ်ပါတယ်ဒုတိယသမကျမ်းစာကလည်းတုတ်တန်ကျမ်းခန်းကြီး7ငွေ25မှာကမိုက်တော်သူသည်တဲ့အဘဝမ်းနေစရာအကြောင်းမွေးသောအမိစိတ်ညစ်စရာအကြောင်းဖြစ်၏ဟုတဖန်ဆိုထားသောကြောင့်အဘအိဝမ်းနေစရာအကြောင်းမွေးသောအမိစိတ်ညစ်စရာအကြောင်းကိုဖြစ်စေတဲ့မိုက်တော်သာသမီတွေမဖြစ်ဖို့ရန်အတွက်လိုအပ်ကြောင်းကိုသတိပေးထားပါတယ်ထို့တူပဲတုတ်တန်ကျမ်းခန်းကြီး23အငယ်22မှာတော့သင်ကိုဖြစ်ပွားစေသောအဘဤစကားကိုနားထောင်လော့အသက်ကြီးသောအမိကိုမထီမဲ့မြင်မပြုနဲ့လို့ထပ်မံဆိုထားသောကြောင့်သာသမီများအနေနဲ့သင်ကိုဖြစ်ပွားစေတဲ့အဘဤစကားကိုနားထောင်ပြီးတော့မှအသက်ကြီးသောအမိကိုမထင်မဲ့မြင်မပြုမိဖို့အထူးသတိပြုဖို့လိုပါတယ်ကျွန်တော်တို့လူငယ်တွေပဲဖတ်ဖတ်လူကြီးတွေပဲဖတ်ဖတ်နည်းနည်းဖတ်ပြီးတော့မှများများတွေးဖို့ရန်အတွက်များများတွေးဖို့ရန်အတွက်ဥပေါင်းဓာတုရဲ့နီနီဝေဝေအတွေးလက်ဆောင်စာအုပ်ကိုကျွန်တော်ဖတ်တဲ့အခါမှာမိဘတို့ရဲ့ကျေးဇူးတရားကိုအထူးရှုမြင်ခံစားရတဲ့အတွက်ဥစွာပထမဆရာကြီးဦးဖုံးကိုအထူးလေးစားဂုဏ်ပြုမိပါကြောင်းပြောကြားလိုပါတယ်ဒီစာအုပ်ကိုကျွန်တော်ဖတ်ရင်းနဲ့လည်းကျွန်တော်အများကြီးခွန်အားရတယ်လို့တရားလည်းရမိပါဒါကြောင့်ကျွန်တော်ရဲ့တရားဟောချက်မှာဆိုရင်ဆရာကြီးဦးဖုံးရဲ့ဖခင်များအပေါ်ရှုမြင်သုံးသပ်ခံစားသောမိဘတို့၏ကျေးဇူးတရားများကိုထုတ်ဖော်ရေးသားချက်များကိုကောက်နှုတ်ပြီးတော့မှကျွန်တော်ပေးခြင်းတဲ့ခေါင်းစဉ်ကတော့အဖဣရင်နှစ်အမိအချစ်ဆုံးသားသမီးများဟူတဲ့ခေါင်းစဉ်အားဖြင့်ဒီနေ့စီးရီးနဲ့နေတဲ့အချိန်မှာတရားဒေသနာဝင်တာပေါ်အားပေးကြပါတယ်။ဥစွာပထမတစ်ချက်အနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့အဖိချွေးဖို့ဤတံပိုးပါအဖိချွေးဖို့ဤတံပိုးဆရာကြီးဦးဖုံးကဘယ်လိုပြောကြားလဲဆိုရင်ဖခင်ဖြစ်သူဤရင်တွင်းတဲ့စကားများကိုစဉ်းစားကြည့်စမ်းပါတဲ့တာသမီဆိုတာအမေနို့ရဲ့နို့ကိုစို့ပြီးကြီးပြင်းခဲ့တယ်ဆိုတာမှန်ပါတယ်တဲ့ငါလည်းအမေနို့ကိုစို့ခဲ့တာပဲဒါပေမဲ့တာသမီတိုင်းကမိခင်နို့ကိုတစ်နှစ်ခွဲလောက်ပဲတစ်နှစ်ခွဲလောက်သာစို့ခဲ့ကြတာပါငါတို့ဖခင်တွေကမင်းတို့ကိုအနှစ်30လောက်ထိအိမ်တော်မကြမချင်းလှုပ်ကျွေးနေတာတော့မင်းတို့မစင်စားမိဘူးမဟုတ်လားတကယ်တော့အမေမှာအမေနို့ကိုရှိသလိုအဖေတွေမှာလည်းအဖေချွေးဖို့ဆိုတာရှိပါတယ်နေ့တိုင်းမင်းတို့တွေမပူမပင်စားဖို့နေနိုင်ဖို့ငါတို့ဖခင်တွေကနှစ်ဖူးကချွေးတုပ်ချိန်မရပဲမိသားစုအတွက်ရုန်းကန်နေရတာကိုမင်းတို့မစင်စားမိဘူးလားတကယ်တော့မင်းတို့စားတဲ့ထမင်းမင်းတို့စားတဲ့ဟင်းဆိုတာအဖေရဲ့ချွေးတွေပဲမင်းတို့ဝတ်တဲ့အဝတ်တွေဆိုတာကလည်းအဖေရဲ့ချွေးတွေပဲဟောဒီအိမ်ကြီးကိုအဖေရဲ့ချွေးနဲ့တိဆောက်ထားတာဖြစ်တယ်
အဲ့ဒါတွေကမင်းတို့ရဲ့ဘွဲ့တပ်ပုံတွေဟာအဖေချွေးကိုမှတ်ပုံတင်ထားတဲ့ထင်ရှားတဲ့အမှတ်အသားတွေပဲတကယ်တော့အဖေချွေးကိုအသိမှတ်ပြုဖို့နေနေတာကမင်းတို့အမေဘက်မှသာရက်တည်ပြီးအဖေတွေရဲ့မေတ္တာနဲ့အနစ်နာခံမှုတွေကိုတခါမှမစင်စားခဲ့ကြဘူးမဟုတ်လားတနစ်ခွဲလောက်သာစိုးခဲ့ရတဲ့အမေတို့တောင်မှဒီလောက်ထိတန်ဖိုးကြီးနေသေးရင်အနှစ်30လုံးစိုးခဲ့ကြတဲ့အခုထိလည်းစိုးနေတော့ပဲဖြစ်တဲ့အဖေချွေးကိုမင်းတို့ဘယ်လိုတန်ဖိုးထားဆုံးဖြတ်ကြမလဲတကယ်တော့အဖေတွေကအမေတွေထက်မြစ်တာမလျော့သူတွေပါတဲ့အဖေတွေကိုချစ်တတ်အောင်အမေတွေကလည်းသင်ပေးတဲ့တယ်လာမင်းကြီးကအေးမြသလိုနေမင်းကြီးကလည်းအလင်းပေးပါတယ်နေမင်းကြီးရဲ့ပူလောင်မှုကိုအမေတွေကစောင်းပေးပြီးတော့မှမပြောသင့်ပါဘူးတဲ့မိခင်ရဲ့မြစ်တာဟာလာမင်းနဲ့တူပါတယ်ဖခင်ရဲ့မြစ်တာကနေမင်းနဲ့တူပါတယ်လာမင်းဟာအေးမြမှုကိုပေးတယ်နေမင်းကဒီကနေ့အလင်းရောင်ကိုပေးပါဒါပေမဲ့နေမင်းမရှိပဲလာမင်းဆိုတာမဖြစ်လာနိုင်ဘူးနေရောင်ကြီးတောက်ွယ်သွားတဲ့အချိန်မှာလာရောင်မိမ့်မိန်ဟာတန်ဖိုးရှိပါတယ်လာမင်းရှိတဲ့ညတွေမှာကျယ်လေးတွေနဲ့အတူအဖိုးတွေအဖွားတွေဦးလေးအတော်တွေရဲ့မေတ္တာတရားကိုလည်းသိထားသင့်ပါတယ်လို့ဆရာကြီးဦးဘုံကကျွန်တော်တို့ကိုအဖေချွေးရဲ့တန်ဖိုးကိုယခုကဲ့သို့ဖော်ပြခဲ့ပါဒါကြောင့်အဖေချွေးဤတန်ဖိုးကိုနားလည်ပြီးတော့မှကျွန်တော်ဒီမှာရှိတဲ့သားသမီးများမိဘစကားကိုနားထောင်ပါမိဘကိုယိုသေးစွာပြုပါဒါမှအဖရဲ့ရင်ထဲနှစ်နေအောင်ချစ်ရတဲ့သားသမီးများအဘိရှေ့မှာနှုတ်ညံ့ပြီးတော့မှပိန်မွေး၍အချစ်ရဆုံးသောသားသမီးတွေဖြစ်လာမှာဖြစ်တယ်သားသမီးတို့သခင်ဖျားရဲ့အလိုတော်နဲ့အညီမိဘစကားကိုနားထောင်ကြတော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏မိဘကိုယိုသေးစွာပြုလို့ဤပြည့်ညက်ကသင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှင်၏အကြောင်းဟူ၍ဂတိတော်နှင့်ဆိုင်သောပထမပြည့်ညက်ဖြစ်ကြောင်းကိုအေဖတ်ဩဝါဒစာအခန်းကြီး6အငယ်1ကနေပြမှာကျွန်တော်တို့ကိုဆက်လက်ပြီးတော့မှဖော်ပြထားပါနံပါတ်2ချက်အနေနဲ့ကတော့မိဘပို့သွားသောအခါနားလည်မှုပေးပြီးကျေးဇူးတုတ်ပြန်ပါမိဘပို့သွားသောအခါနားလည်မှုပေးပြီးကျေးဇူးတုတ်ပြန်ပါမိဘများကျွန်တော်တို့အသက်ကြီးပြီးဆိုတာနဲ့အိုမင်းရင်းရော်လာတဲ့အခါမှာကျွန်တော်တို့ချစ်တဲ့သားတို့သမီးတို့ရဲ့အားကိုးအားထားပြုမှုနေလာကြတာကိုကျွန်တော်တို့တွေ့ရတယ်အသက်အရွယ်ငယ်စဉ်ကလိုပဲသားသမီးများကိုရှာဖွေမကျွေးနိုင်တော့ခြင်းပင်စင်ဆိုတဲ့နားနေရပြီးတော့မှသားသမီးတို့အတွက်ကျွေးမွေးထောက်ပံ့မှုကိုဒီကနေ့မိခိုလာရတဲ့အခါသားသမီးတို့ရဲ့ညှို့ညင်ခြင်းသားသမီးတို့ရဲ့အပြစ်တင်ခြင်းကိုခံလာရတာခန္ဓာကိုယ်အားနည်းနေတဲ့တုန်ချိနေတဲ့အခါမှာနားလေးလာခြင်းတွေလည်းဖြစ်လာတဲ့အခါမျက်စိမှုံလာတဲ့အခါသားသမီးတို့ရဲ့မယုံမသေးမလေးမစားပြုမှုမျိုးတွေကိုလည်းခံလာရပါတယ်။ယနေ့ကျွန်တော်တို့ခရစ်ယာန်စီကြောင်းရဲ့တိုးတက်မှုအတတ်ပညာကိုမလိုက်မိတော့တဲ့အခါသားသမီးတို့ရဲ့မချီမဲ့မြင်ပြုမှုကိုပို့ပြီးတော့မှခံလာရတဲ့အချိန်ဖြစ်ပါတယ်။အထူးသဖြင့်တော့မိဘဆိုဆုံးမစကားကိုနားမထောင်ကြတော့ပဲလိလိရှုဥပ္ပခါပြုမှုကိုခံလာရတာကိုတွေ့ရ။ဒါကြောင့်မိဘများကအသက်ကြီးလာတာနဲ့စိတ်ဓာတ်ကျလာပြီးတော့မှအားငယ်မှုတွေရှိလာကြပါတယ်။အသက်ကြီးသူမိဘတော်တော်များများကလည်းသားသမီးတို့ရဲ့ဝမ်းနည်းစရာကောင်းစွာစွန့်ပစ်ခြင်းတွေကိုကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာများစွာတွေ့လာရပါတယ်။ဒါကြောင့်ဆာလံဆရာကဘာပြောလဲဆိုရင်အသက်ကြီးလာတဲ့အခါသားသမီးတို့ရဲ့စွန့်ပစ်ခြင်းထက်သားသမီးတို့ရဲ့ပြင့်ပယ်ခြင်းထက်ဖယားသခင်ရဲ့ပြစ်ပယ်ခြင်းဖယားသခင်ရဲ့စွန့်ပစ်ခြင်းခံရမှာကိုသူရန်ကြောက်တဲ့အကြောင်းကို80ခုမြောက်သောဆာလံမှာထိုကဲ့သို့ဆိုခဲ့ပါအကျွန်ုပ်ဟိုသောအခါတဲ့ပယ်တော်မမူပါနဲ့တဲ့အားလျော့သောအခါစွန့်ပစ်တော်မမူပါနဲ့လို့ဒီကနေ့ဆာလံဆရာရဲ့ဆုတောင်းချက်ကိုကျွန်တော်တို့တွေ့ရပါတယ်ထို့ကြောင့်အသက်ကြီးသောမိဘတို့ရဲ့ခံစားချက်ကိုဒီမှာရှိတဲ့သားသမီးတွေနားလည်ပြီးပါမိဘတို့ကိုအရင်ကထပ်ပို့ပြီးတော့မှယုံတည်ပေးပါအလေးထားဆက်ဆံပေးပါကြပြလုံးတစ်ပုဒ်အားဖြင့်ဆက်လက်ပြီးတော့မှခွန်အားပေးတယ်နဲ့ကြပြရဲ့ခေါင်းစဉ်ကတော့မိဘကျေးဇူးတုတ်ပြန်မှု
ငါအိုသွားသောအခါမိဘကျေးဇူးတုတ်ပြန်မှုငါအိုသွားသောအခါငါအိုသွားသောအခါတဲ့ငါဟာအရင်ကငါမဟုတ်တော့ဘူးငါကိုနားလည်ပေးပါစိတ်ရှိရှိထားဆက်ဆံပေးပါချီနဲ့လက်တွေနဲ့ထမင်းဟင်းတွေဖိတ်ဆင်သွားတဲ့အခါအင်ကြီးလုံးကြီးဘိုးတီဘတ်တီဖြစ်နေတဲ့အခါငါကိုမယုံရှာပါနဲ့ငယ်ငယ်ကငါတုတ်တင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီးတတိယပေးပါအကြောင်းထမကပြောခဲ့မှုတဲ့စကားတွေကိုပြန်ပြောမိတဲ့အခါစကားမဖြစ်ပဲစကားမဖြတ်ပဲကျေးဇူးပြုပြီးနားထောင်ပေးပါငယ်ငယ်တုန်းကအိမ်အောင်ဝင်တိုင်းပုံပြင်တွေမယိုးအောင်ပြောရင်းငါချော့သိပ်ခဲ့တာတွေကိုတတိယပေးပါမလုံရှားနိုင်လို့ရေချိုးဖို့အကူအညီလိုအပ်တဲ့အခါငါ့ကိုမညှို့ညင်ပါနဲ့ငယ်ငယ်တုန်းကချော့တလဲ6တလဲရေချိုးပေးခဲ့တဲ့ပုံရိပ်လေးတွေကိုမြင်ရအောင်ပေးပါခေတ်သစ်နည်းပညာတွေကိုမသိနားမလည်ခဲ့ရင်မလောင်ပါနဲ့ငယ်ငယ်တုန်းကဘာကြောင့်ဆိုတာမိကုံးမိတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေပေးခဲ့တာကိုတတိယပေးပါစိတ်သွားတိုင်းကိုမပါနွမ်းလျက်ပြီးလမ်းမလျှောက်နိုင်တဲ့အခါခွန်အားပါတဲ့လက်တစုံနဲ့ငါ့ကိုဥတွဲပေးကြပါလမ်းလျှောက်တင်စားအရွယ်တုန်းကတလန်းချင်းရှောက်လန်းလေးချင်းခဲ့တာကိုလည်းသားတွေသမီးတွေတတိယပေးပါတနေ့ထက်တနေ့အိုသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနေပါနဲ့နားလေပေးပါအားပေးပါအရင်တုန်းကလူဘဝတက်လန်းအတွက်ငါလမ်းညွန်ခဲ့သလိုအခုချိန်မှာငါဘဝနောက်ဆုံးချိန်အတွက်သားတွေသမီးတွေအဖို့ပြုပေးပါချစ်ချင်းမြတ်တာနဲ့အေးမြမှုတွေကိုငါပြုံးလေးလက်ခံပါပါအဲ့ဒီပြုံးတွေထွဲမှာမဆုံးနိုင်တဲ့အဖေတယောက်ရဲ့မေတ္တာတွေကိုတွေ့ရမှာပါသားတို့သမီးတို့ရေထာဝရပျော်ရွှင်နိုင်ပါစေလို့ခံစားချက်အပြည့်နဲ့အမည်မဖော်တဲ့ဖခင်တကူကကြပြလေးတစ်ပုဒ်ကိုဆက်ဆိုခဲ့ပါတယ်ထို့အတွက်ကြောင့်မလို့အသက်ကြီးသူမိဘများကိုဒီကနေ့သားတွေသမီးတွေကဘဝနဲ့နှိုင်းယှဉ်ပြီးတော့မှကိုချင်းစာနားလည်ပေးပြီးတော့မှဆက်ဆံပေးဖို့လိုပါတယ်ဖခင်သခင်ကိုကြောက်ရွံ့တဲ့သားသမီးများဟာအသက်ကြီးသူများကိုယိုသေးတတ်ပါတယ်တမန်ကျမ်းစာကတော့အသက်ကြီးသူသည်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံသူတဲ့အတွေ့အကြုံများစွာရှိတော်သူအဖြစ်သတ်မှတ်ပြီးတော့မှယိုသေးရမယ်လို့ကျွန်တော်တို့ကိုဖော်ပြထားပါတယ်ဘုရားကျမ်းအခန်းကြီး19အငယ်30နှစ်မှာသပင်ဖြူသောသူတို့ရဲ့အရှိမထားရမည်အသက်ကြီးသောသူ၏မျက်နှာကိုယိုသေးရမည်သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုတမန်ကျမ်းစာကကျွန်တော်တို့ကိုသတိပေးဖော်ပြထားပါတယ်။ထိုနည်းထတူပဲအသက်အရွယ်ကြီးသောသူတို့သည်ဉာဏ်ပညာနဲ့ပြည့်စုံကြောင်းကိုလည်းယောဘဝတ္ထုအခန်းကြီး7အငယ်7မှာကျွန်တော်တို့ကိုဖော်ပြထားပါတယ်။ဒါကြောင့်မိဘဆိုတာကဘာအမြင်အတွက်ဖခင်သခင်ပေးတဲ့လက်ဆောင်ဖြစ်တဲ့အတွက်၎င်းလက်ဆောင်ကိုပေးသောဖခင်သခင်ကိုကြောက်ရွံ့ယူသေးလျက်ကျွန်တော်တို့ရဲ့မိဘကိုယနေ့အချိန်ကနေစပြီးတော့မှယူသေးစွာဆက်ဆံပါ။တရားဟောရကျမ်းအခန်းကြီး9အငယ်16ကဘာကိုတတိပေးထားလဲဆိုတော့သင်ဤဖခင်သခင်ထာဝရဘုရားပေးတော်မူသောပြည်၌သင်အသက်တာရှိနေကြောင်းကောင်းစားရနေကြောင်းသင်ဤမိဘကိုယူသေးဖို့ရအတွက်တမန်တရားကတော်တင်ထားပါတယ်။နောက်ဆုံးနံပါတ်3ချက်အနေနဲ့ကတော့မိဘကိုအသက်ရှင်လျက်အလုတ်ကျွေးပြုပါမိဘကိုအသက်ရှင်လျက်အလုတ်ကျွေးပြုပါဖခင်တို့ရဲ့စကားကဘယ်လိုဆိုထားလဲဆိုရင်မိဘကိုအသက်ရှင်စဉ်အခါမှာတဲ့အလုတ်ကျွေးပြုပါသေမအောင်မေ့ွယ်ဝတ်ပြုကိုးကွယ်ခြင်းတွေမှာငွေအကုန်ကြများစွာမခံပါနဲ့မိဘတွေတွေ့ပြီးမှတော့တဲ့မိဘလောက်ကိုယ့်ပေါ်မဆောက်ရှောက်တဲ့ကိုယ့်ကိုမပြုစုတဲ့အခြားလူတွေကိုငွေအမြောက်များအကုန်ကြခံပြီးကျွေးတာအတိတ်ပဲမဲ့ပါတယ်လို့ဖခင်တို့ကထိုကဲ့သို့ဆိုခဲ့ပါဒါပေမဲ့အောင်မေ့ွယ်လောက်တာကမကောင်းဘူးလားဆိုတော့ကောင်းပါလေတမန်ကျမ်းစာအရာလဲလုတ်တင်ပါဒါကြောင့်မိဘမသေးခင်မှာကျွန်တော်တို့လုံရမှာကမိဘမသေးခင်မှာကျွေးမွေးခြင်းကျွန်တော်တို့စောက်ရှောက်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဇာပနအခမ်းအနားတွေမှာဒါငွေအမြောက်များအကုန်ကြခံပြီးတော့မှအတိတ်ပဲ
ခံပြီးအတိတ်ပဲမရှိတာကြောင့်ဒါကြောင့်အောင်းမိတ်ဝဲလောက်တာထက်မိဘတွေသူတို့စားကျင်တာတွေကိုကြွေးဖို့သူတို့ဝတ်ချင်တာတွေကိုဝတ်ဖို့ဒီကနေ့စိတ်ချမ်းသာဖို့ယနေ့ပို့ပြီးတော့မှအရေးကြီးပါလေဖခင်တို့ကဘယ်လိုတုံ့ပြန်လဲဆိုရင်သားတွေသမီးတွေကမိဘတွေထက်အရင်သေသွားရင် sorry သားသမီးတွေကမိဘတွေသေရင်မိဘတွေကိုမြေကြီးထဲမှာမြုပ်ပစ်လိုက်ကြတယ်သားတွေသမီးတွေကငါတို့ထက်အရင်သေခဲ့ရင်သားသမီးတွေကိုငါတို့မြေကြီးထဲမှာမမြုပ်ပစ်ရဘူးငါတို့ရဲ့ရင်ဘတ်ထဲအသေးနှလုံးသားထဲမှာပဲနှိမ့်မြုပ်ထားကြတာမိဘများကသားသမီးများကိုချစ်တာတဘာဝကဖြစ်တဲ့စိတ်ဖြစ်ပါလေတားဆီးလို့ရလားဆိုတော့မရပါဒါပေမဲ့သားသမီးတွေကမိဘများကိုပြန်ပြီးပြုစုတာစောင့်ရှောက်တာချစ်တာကတော့တဘာဝစိတ်မဟုတ်ပါဘူးမြင့်မြတ်တဲ့လူသားတွေမှာသာရှိတဲ့စိတ်ဟုဆိုထားပါတယ်ဒါကြောင့်သားသမီးများမြင့်မြတ်တဲ့စိတ်ကိုဒီကနေ့မွေးမြူကြဖို့ရန်အထူးလိုအပ်ပါကျွန်တော်ဥပမာလေးတစ်ခုအားဖြင့်ခေါ်အားပေးခြင်းပါဟိုးရှေ့တုန်းကဆိုတော့ပုံပြင်ပေါ့ဟိုးရှေ့တုန်းကအာရမတိပြီမှာဒီကနေ့ပုံနာလင်မယားနှစ်ယောက်ရှိတယ်ပုံနာလင်မယားနှစ်ယောက်ကဘယ်လောက်ထိချမ်းသာလဲဆိုတော့သူတို့ရဲ့ခေတ်အခြေအနေကတော့ဂတိ80လို့ပြောထားပါတယ်ဂတိ80ချမ်းသာတဲ့ဒီပုံနာနှစ်ယောက်မှာသူ့ရဲ့ချစ်လာစွာသောသားသမီး4ဦးရှိပါတယ်သားက2ယောက်သမီးက2ယောက်ရှိပါတယ်ဒါနဲ့သားသမီးတွေအရွယ်ရောက်လာတဲ့အခါဒီပုံနာကိုကြီးနဲ့ဒီပုံနာမကြီးကလည်းအသက်ကြီးရင်လာတော့သားကြီးကဘာလုပ်လဲဆိုတော့ညီကိုမောင်နှမ4ယောက်စုပြီးတော့မှငါတို့အမွေတောင်းရပါငါတို့အမွေတောင်းရငါတို့တွေလည်းကိုယ့်ရဲ့အိမ်တော်မြတ်သားကလည်းကြာလာပြီဖြစ်တဲ့အတွက်ငါတို့အမွေတွေခွဲကြရအောင်ဒါနဲ့အဖေလေးစီကိုချင်းကပ်ပြီးတော့မှသားသမီးတွေရဲ့မျက်ရည်ကန်ထိုးဒီကနေ့ချွတ်လွဲတဲ့စကားတွေနဲ့ဖခင်နဲ့မိခင်ကသားသမီး4ဦးရဲ့တောင်းဆိုချက်အမွေဒီနေ့ဂတိ80ထဲကနေပြီးတော့မှဂတိ40ကို130စီခွဲပေးလိုက်တယ်ဒါနဲ့ဒီမိခင်အိုနဲ့ဒီဖခင်အိုမှာဂတိ40ကျန်သေးတယ်ဂတိ40ကျန်သေးတယ်မဆင်းရဲတော့ဒါနဲ့ဒီဂတိ40ကျန်တာကိုအကိုအကြီးဆုံးကစဉ်းစားတယ်ငါဘလို့တောင်းရင်တောင်းတယ်ငါမတောင်းရင်ငါညီတွေတောင်းလိုက်တယ်ဒါနဲ့အဖေစီကိုနေ့တိုင်းသွားတယ်အမေစီကိုနေ့တိုင်းသွားတယ်အမေတို့2ယောက်တည်းနေရတာအဖေတို့2ယောက်တည်းနေရတာပြင်ပန်းပါလေသားကသားကြီးဖြစ်တဲ့အတွက်သားအိမ်မှာမနေစမ်းပါသားပြုစုပါရစေပြုစုပါရစေဒါနဲ့အမေနဲ့အဖေကလည်းဝမ်းပါတာပေါ့အေးအဲ့ဒါဆိုရင်တော့မင်းတို့ရဲ့ညီကိုမောင်နှမတွေအားလုံးခေါ်လိုက်သူတို့ရဲ့စိတ်တွေကိုလည်းငါတို့မေးကြည့်မယ်ဆိုတော့တက်ထက်သေးပဲထွက်တယ်အမေအဖေတို့2ယောက်တည်းမနေပါနဲ့အကိုကြီးပြီးရင်လည်းအကိုလက်အိမ်မှာနေပါအကိုလက်အိမ်မှာပြီးရင်လည်းညီမငယ်အိမ်မှာနေပါဒါနဲ့ဒီမိခင်နဲ့ဖခင်သားသမီးတွေရဲ့ချော့တလဲဒီကနေ့ချစ်တလဲပြလာတဲ့အခါမှာလုံးဝကလေး40မခံနိုင်ပါဘူးချက်ချင်းပဲနောက်ထပ်30ထပ်ပေးလိုက်တဲ့အခါမှာဒီကနေ့ဒီပုံနာဦးကြီးနဲ့ဒီပုံနာမကြီးမှာလုံးဝကလေး80မရှိတော့ဒါနဲ့အဆင်ပြေတာပေါ့ပထမတစ်ခါသားကြီးအိမ်လှည့်သွားတယ်ရက်ကနေအပတ်ကနေပြီးတော့မှလစားလာတဲ့အခါမှာ3လလောက်ကြာတော့ချွေးမကညှို့ညင်လာအကိုရေဟုတ်လားမရပြောတော့တင်ရအကိုရေကျမတို့အဖေမေတွေကိုတင်ကျွေးထားတာကတော့ကောင်းပါလေမကောင်းတာမဟုတ်ဘူးနော်အကိုစိတ်ဆိုးလိုက်နေကြံတဲ့မောင်ငယ်ညီမငယ်တွေအိမ်ကြံသေးတယ်လေနောက်ဆိုရင်အဖေနဲ့အမေတွေကိုကျမတို့ကလောဝကြီးအောင်ထားတယ်တင်မယ်ဒါကြောင့်မို့လို့အဖေနဲ့အမေကိုညီလက်စီပို့လိုက်ပါလားသူရဲ့ဇနီးကသူ့ကိုဒီလိုတိုက်တွန်းတော့သားကလည်းနားထောင်ပါတယ်မေဖေနော်ကျွန်တော်အိမ်မှာခဲ3လလုံးဆိုတော့ကြံတဲ့မောင်နှမတွေညှို့ညင်းမယ်ဒါကြောင့်မို့လို့ကြံတဲ့သားသမီးအိမ်တွေလည်းတစ်လက်သွားစမ်းပါအောင်အဲ့ဒါနဲ့အဖေနဲ့မြန်ဟုတ်တာဗောမိအိမ်မှာ3လလောက်ကြာခဲ့ပြီးပြီကိုဒါနဲ့3-4လ7နှစ်တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်သားသမီးအိမ်မှာ3လတစ်ခါ3လတစ်ခါ3လတစ်ခါနေလာတဲ့နောက်ဆုံးနှစ်ကိုရောက်လာတဲ့အခါမှာ
တနည်းပြလာတဲ့အခါမှာနောက်ဆုံးအပူကြီးအိမ်ကိုပြန်ရောက်ပါတပတ်မပြည့်ပါဘူးညုံညင်ခြင်းကိုခံရတယ်ကိုလက်အိမ်ကိုပြန်ရောက်တယ်တပတ်မပြည့်ပါဘူးညုံညင်ခြင်းကိုခံရောက်တော့သားသမီး၄ယောက်ရဲ့နောက်ဆုံးစွန့်ပစ်ခြင်းကိုခံရတဲ့ဒီဖအိုနဲ့မိအိုကနောက်ဆုံးဒီပုံပြင်လေးထဲမှာဖတ်တောင်းပြီးတော့မှဖတ်ဆွဲပြီးတော့မှတောင်းစားရတဲ့တထောင်စားမိအိုဖအိုဘွားကိုရောက်သွားခဲ့တယ်။ဒါနဲ့ဖြစ်ရှင်တော့အဲ့ဒီရဲ့ဘာယာနတိပြည်မှာပြည့်ရှင်မင်းကအမိန့်ထုတ်ထားပါမိဘတွေစီကနေပြီးတော့မှအမွေဥစ္စာတွေယူထားပြီးတော့မှအမွေဥစ္စာကိုပြန်မဆက်တဲ့သားသမီးကျေးဇူးမတိတဲ့သားသမီးဆိုသိခံပေးတဲ့အမိန့်ချမှတ်ထား။ဒါကိုဒီသားသမီးတွေသိနဲ့မိအိုဖအိုကိုဆွန့်ပစ်လိုက်ကြတယ်။ဒါကိုသိတဲ့ပတ်ဝန်းကျင်ကဝမ်းနည်းစွာနဲ့ဘယင်ရဲ့နားတော်ကိုပေါက်ကြအောင်တန်တော်ဦးတင်ပါဒီလိုတန်တော်ဦးတင်တဲ့အချိန်မှာဘဇင်ကလည်းဘောမထွက်တယ်ဘယင်ကဒါနဲ့ချက်ချင်းပဲစင့်ခေါ်ဒီသားသမီးလေးယောက်ဘာလုပ်မလဲပြစ်ဒဏ်စီရင်မယ်သူတို့ပိုင်ဆိုင်ထားတဲ့ဂရိ80ကိုလည်းငါပြန်ပေးမယ်ရှင်ဘုရင်မိတ်ချမှတ်ဒါနဲ့ခုနကသားသမီး၄ဦးနဲ့ခုနကမုတ်ဆိုးမိအိုနဲ့ဖအိုဘယင်ရဲ့ရှေ့တော်မှာကိုတွင်းပါတွင်းတာနဲ့ချက်ချင်းပဲသားတွေသမီးတွေကသူတို့သိရတော့မယ်ဆိုတော့မိအိုရဲ့ဖအိုရဲ့ခြေထောက်ရင်းမှာဝတ်ပြီးတော့မှအမေသားမှားပါပြီအဖေသားမှားပါပြီလို့စကားနှစ်ခုမပြောရပါဘူးအချက်ချင်းပဲမိဘရဲ့မေတ္တာစေတနာကချက်ချင်းပေါ်ပါအရှင်မင်းကြီးအားတွေသမီးတွေဘာမှမပြောသေးဘူးနော်မှားတယ်ပဲပြောတယ်နော်အရှင်မင်းကြီးကျွန်မရဲ့သားကတော့လေကျွန်တော်ရဲ့သားကတော့ကျွန်တော်တို့ကိုပြန်ပြီးတော့မှကျွေးမွေးပါတော့မယ်ပြုစုပါတော့မယ်စောင့်ရှောက်ပါတော့မယ်နောင်တလည်းရပါပြီဒါကြောင့်မို့လို့အရှင်မင်းကြီးရဲ့အသေးစားသိမိတ်ကိုပယ်ဖြတ်ပြီးပါဒီမှာရှိတဲ့သားတွေသမီးတွေရောက်စီတိုင်းကျွန်တော်တို့ဖခင်များမိပါအမေရဲ့ချစ်ချင်းမြတ်တာကကျွန်တော်ပေးနေတဲ့ message ကသင်္ဘောသီးနဲ့တူပါအဖေရဲ့ချစ်ချင်းမြတ်တာကတော့ဒီကနေ့ဖိတ်ရဲသီးနဲ့တူပါတယ်အမေရဲ့ချစ်ချင်းမြတ်တာကကျွန်တော်တို့အပြင်ကနေချင်းသင်္ဘောသီးကမှဲ့တဲ့အခါမှာဝါဝင်းမှာအထဲကိုခွဲလိုက်တဲ့အခါမှာလဲဝါဝင်းစွာရွှေလိုမျိုးထိတ်သွားတယ်ကျွန်တော်တို့မြင်ရအောင်ဒါပေမဲ့အဖေရဲ့ချစ်ချင်းမြတ်တာကတော့ကြိတ်လိုက်တဲ့အခါမှာဖျဲသီးလိုမျိုးအခွန်စိမ့်တယ်လိုမျိုးစိမ့်ငားတယ်လို့သားတွေသမီးတွေရဲ့ရင်ထဲမှာခံစားကောင်းခံစားရပါလိမ့်မယ်ဒါပေမဲ့ဖျဲသီးကိုခွဲကြည့်လိုက်ပါအဖေရဲ့နှလုံးသားကိုခွဲတယ်လို့ပဲညီရဲစွာမင်းတို့ကိုချစ်ကြောင်းချစ်ချင်းမြတ်တာကိုသားတွေသမီးတွေတွေ့လာရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့ညနေမှာချစ်ရတဲ့သားသမီးတွေဏိဂုံကျုပ်အနေနဲ့ထပ်မံပေါ်ပြချင်တာကတော့ငါမူကအဖဤရင်နှင့်အမိရှိမှနှုတ်ညံ၍အချစ်ဆုံးသောသားဖြစ်သည်မိဘကိုယိုသေးတတ်ပါတယ်မိဘကိုယိုသေးရင်ပဲ့ပြီးဖို့ကိုခံရမှာဖြစ်ပါတယ်ဆုံးမခြင်းခံရတဲ့အခါမှာလဲကျွန်တော်တို့စိတ်ကောက်ကြမည်မဟုတ်သလိုဒေါသဦးလဲပေါက်ကွဲကြမည်မဟုတ်ပါဘူးလူမိုက်တာလဲမိဘတို့ရဲ့တုံတင်မှုမိဘတို့ရဲ့ဆုံးမမှုကိုဒီကနေ့မထီမဲ့နေပြုတ်တတ်ကြတာပါဒါကြောင့်မလို့အဆိုးဆုံးဆိုရင်တော့ယိုသေးခြင်းဆိုတာကဝတ္တရားအရာအယိုသေးပေးခြင်းမဟုတ်ပဲနဲ့မခံကြည့်မခံတာနဲ့နာခံခြင်းလည်းမဟုတ်ပဲနဲ့ယိုသေးဆိုတဲ့ဘာသာပြန်ကျမ်းစကားလုံးကတော့မူလအနက်လေးပဲမှာလူတဦးကိုညာစွာတန်ဖိုးထားခြင်းအကြောင်းကိုကျွန်တော်တို့သိဖို့လိုပါတယ်ထို့တဲ့ကြောင့်မလို့သင်သည်မိဘကိုအမှန်ယိုသေးတော်သူဖြစ်ပါကမိဘ၏ကျင်နာညှက်နှိုးမှုတန်ဖိုးထားမှုကိုခံရမှာဖြစ်တယ်အဖေချွေးဤတန်ဖိုးကိုသိလောက်ရုံနဲ့သင်ဤမိဘဟာအမှန်ယိုတတ်သူဖြစ်ကြောင်းသင်သဘောပေါက်ခါမိဘအိုသွားသောအခါနားလည်မှုများစွာပေးပြီးတော့မှကျေးဇူးတုတ်ပြန်ပါမိဘအသက်ရှင်စဉ်အခါမှာအလုတ်ကျွေးပြုပါဒါကြောင့်အဘဤရင်ထဲမှာနှစ်အောင်ချစ်ရတဲ့သားသမီးအမိရဲ့အရှိမနုညံ့၍အချစ်ဆုံးသောသားသမီးများချစ်ကြပါစို့ကြပြလေးတစ်ပုဒ်အားဖြင့်ကျွန်တော်ဆုံးသက်ချင်ပါတယ်အလွယ်တကူနဲ့ရနေတာမိဘမြတ်တာပါပြန်ပေးဆက်ဖို့ခတ်တာလေမိဘမြတ်တာပါပဲအရောက်စီတိုင်းပေါ်ဘုရားရှင်သားကြီးကောင်းချီးပေးပါစေ